ထိုင်းနိုင်ငံရဲ့နာမည်ကြီးကျွန်းများခရီးသွားဝါသနာရှင်များထိုင်းနိုင်ငံရဲ့အလှပဆုံးကျွန်းတွေကိုရှာဖွေဖို့အဆင်သင့်ဖြစ်ပြီလားသဲဖြူဖြူတွေကြည်လင်တဲ့ပင်လယ်ရေတွေနဲ့စိတ်လှုပ်ရှားစရာကောင်းတဲ့အတွေ့အကြုံတွေကမင်းကိုစောင့်ကြိုနေတယ်ဖူးခက်ဟာထိုင်းနိုင်ငံရဲ့အကြီးဆုံးကျွန်းဖြစ်ပြီးကမ်းခြေအလှတွေဇိမ်ခံအပန်းဖြေစခန်းတွေနဲ့စိတ်လှုပ်ရှားစရာကောင်းတဲ့ညဘဝတွေကြောင့်နာမည်ကြီးပါတယ်ဖေလင်ကမ်းခြေမှာနေဝင်ချိန်ကိုခန်းစားပြီးဖဖကျွန်းကိုလည်းသွားလည်တင်တယ်ကော့စမွေဟာအေဂျင့်နဲ့အပန်းဖြေဖို့အတွက်အကောင်းဆုံးနေရာတစ်ခုပါလှပတဲ့ကမ်းခြေတွေအုံးပင်တွေနဲ့ပြည့်နှက်နေတဲ့ဒီကျွန်းမှာတိတ်ဆိတ်ငြိမ်သက်စွာအနားယူနိုင်ပါတယ်အင်တောင်မရင်ပါတ်ကိုလည်းသွားရောက်လေ့လာသင့်တယ်ကော်ဖီဖီဟာကမ္ဘာပေါ်မှာအလှပဆုံးကျွန်းတွေထဲကတစ်ခုအပါဝင်ပါမဲအပဲရဲ့အလှကိုခန်းစားပြီးရေငုပ်ခြင်းနဲ့ snorkeling လုပ်ခြင်းဖြင့်ပင်လယ်အောက်ကမ္ဘာကိုစူးစမ်းလေ့လာနိုင်ပါတယ်ရေငုပ်ဝါသနာရှင်တွေအတွက်ကော့တောင်ဟာမဖြစ်မနေသွားသင့်တဲ့နေရာပါဒီကျွန်းမှာရေငုပ်သင်တန်းတွေတက်ရောက်နိုင်ပြီးလှပတဲ့ coral reef တွေကိုလည်းတွေ့မြင်နိုင်ပါတယ်ထိုင်းနိုင်ငံရဲ့ကျွန်းတွေဟာမတူညီတဲ့အတွေ့အကြုံတွေကိုပေးစွမ်းနိုင်ပါတယ်ဘလို့ခီးသွားပုံစံမျိုးကိုပဲနှစ်သက်ပါစေထိုင်းမှာမင်းအတွက်အကောင်းဆုံးကျွန်းတစ်ကျွန်းအမြဲရှိနေမှာပါအခုပဲမင်းရဲ့ခီးစဉ်ကိုစီစဉ်ပြီးထိုင်းနိုင်ငံရဲ့အလှပဆုံးကျွန်းတွေကိုတွားရောက်လေ့လာလိုက်ပါနောက်ထပ်ခီးသွားအကြံပြုချက်တွေအတွက်ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ပြီးဒီဗီဒီယိုကို like share လုပ်ဖို့မမေ့နဲ့နော်